没伢嘞，我妈她老婆还那伢都了。嘿，我打你，我的包住的如果为什么？我打住了，我打你的靠你，路你，别人心里样的喏，咋了？好。မ
တာယူအန်ဒီအပြုံးကြမအောင်ကွာအန်ကလေးပြုံးမချမ်းဘူးပြုံးမချမ်းဘူးအန်ဒီပြောအောင်လို့တာယူအန်ဒီချစ်လို့ကွာ နားစားဆိုတာဒါမျိုးပေါ့ပြောပြရင်လည်းမိရွေးရဆိုရင်လည်းကင်ပေါအောင်မယ်အမေလေးပါသမီးကိုကြည့်ပြောထားနော်သမီးအင်ကြီးရှုံဝစ်စင်နဲ့ကြီးရငယ်တိုင်းနားမလဲပါဆွဲရိုက်နေမယ်ဒါရဲ့လူကသူ့ကိုသားနဲ့ဆက်ပြီးခိုင်းတယ်ကဲကိုစောမြေရှင်းဟာမာကြီးနဲ့မိုးထားတဲ့ဟာကိုရှင်မလုပ်ပါနဲ့အေးပါကွာအားကြီးလို့ပါတရေဘောအဲ့တရေနားစားဆိုတာဒါမျိုးပေါ့အမေလေးပါသမီးကိုကြည့်ပြောထားနော်ကြီးရငယ်တိုင်းနားမလဲပါဆွဲရိုက်နေအေးဒါဆိုလေငါနဲ့ရန်ကုန်ကိုထက်ယူထည့်လိုက်လေငါတို့နဲ့မလုပ်ပါမှာဆိုတာအဲ့စပြီးငါကြောင်းမှာရည်ရှိနေဖို့ပါဖြစ်ဆိုမေတ္တမီတီလာရှင်ဝင်မယ်ဆိုရင်ငါစိတ်ချရတဲ့အကြောင်းအပ်ခနဲ့အဲ့တိုင်းနေဘာကြီးဖုန်းပြောကြားလာဒီလိုက်ချုံးပါဟုတ်မယ်ခမားကြီးရောက်လာတော်ပဲပုံမလေးကြောက်ကြပါလေတီလာရှင်ဝင်မယ်ဆိုလို့ခေါ်လာပြီးကမဝိချင်ဘူးဆိုပြီးတော့တငုံကိုတီဖြစ်နေလို့အဲ့ဒါဒီနေ့တက်တော်မယ်အလုပ်ကလေးပါလိမ့်မယ်ရှိကျန်ညာလေးပါလေဒီလမ်းမှာတပါးကြီးရဲ့သူ့မလဲရွှေမျိုးဒီဇန်ဆိုသူ့ပြောရှိတာတပည့်တော်မှာတော့အတိမိတ်ဆွေတွေပေါ်ပါတယ်။သူကောင်းကောင်းနေကောင်းကောင်းစားရအဲ့အခုလေးပါလေးလောက်ရမယ်ဆိုတော့သူလွတ်နိုင်မှာပါဗျာ ဘာဖြစ်လို့မလုံးနိုင်ရမှာလဲတက္ကမကြီးမြို့အလုပ်ပင်ပန်းနေဆိုတာသူတို့တော့ရေခတ်စင်းတော့ပင်ပန်းမှာဘူး။အရာတော်ဆိုတဲ့အတိုင်းဒီဘုံကြောင့်ကိစ္စတက်ကြည့်ရအောင်စိတ်ချတယ် ဘာလဲမရတော့ ။အော်မဟုတ်ပါဘူး။တော်ဘူးဆိုတော့အချက်အပြတ်ရှော့ဖို့ကပထမတန်းစားပဲအပင်မလက်ခံနိုင်တယ်လို့ကျွန်မအဲ့ဒါကိုပြောတာပါရှင် အားမလေးဘောလာလူစားဘောလောင်ပဲကလေးပါအိမ်မှာကကျုပ်ကြီးတတိလေးပြရတယ်ဒါနဲ့နေတာတတိတော်ကြီးကနာတာစီယောဂါလေးဒီကပြီ ။အဲ့ဒါဆိုလို့ရှိရင်စိတ်ချလိုက်တော့ဥမာဒီကလေးမလေးကစိတ်လည်းရှိတယ်အလုံးလုံးတာလည်းတက်ရက်တယ်ပြီးတော့ဇာတိကလည်းကောင်းနေတယ်တော့ ကလေးမနာမည်ဘယ်လိုခေါ်လဲကွယ်ပန်းရ တိုင်းယူဒီပြောတာကြားတယ်
ညီရလေအထေးအိမ်ကြီးမှာနေရတော့မှာညီရတော့လေတသွေးတမွေးဖြစ်လာမှာလို့ငါတော့မြင်အောင်ပြပါလိမ့်မယ်လိမ့်လိမ့်မမနေတော့ဥမာလူကြီးထုံးစံတိုင်းပဲနော်ကျမတို့ကတော့ပွဲစားတစ်လားကပြရ သိပါတယ်ဗျာသိပါတယ် ဒီလိုနဲ့လမ်းတော့ဖြောအေးရအေးရတော့ဖြေ